သူသားလေးရဲ့မျက်ရည်တွေဟာပလဲလုံးတွေအဖြစ်ပြောင်းလဲသွားမယ်လို့ဘသူကများထင်ထားမိမှာလဲဒီကောင်လေးမျက်ရည်ကျတိုင်းပလဲလုံးတွေထွက်လာတာကိုသူ့အမေကတော့ထူးဆန်းတဲ့ယောဂတစ်မျိုးလိုပဲထင်ခဲ့တာပေါ့ဒီယောဂကိုကုသဖို့အတွက်သူ့အမေကစုဆောင်းထားတဲ့ငွေကြေးတွေအကုန်သုံးစွဲခဲ့ရပါတယ်ဒီအကြောင်းကိုတားဖြစ်သူကောင်လေးသိလိုက်ရတော့သူဟာချက်ချင်းပဲမျက်ရည်တွေကျပြီးပလဲတပုံးစာလောက်ထုတ်ပေးခဲ့တယ်ပြီးတော့ဒီပလဲတွေကိုရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုဖို့မိခင်ကိုပြောခဲ့တယ်တကယ်တော့ဒီကလေးဟာပင်လယ်ဘရင်ရဲ့သားတော်ဖြစ်နေခဲ့တာပါလွန်ခဲ့တဲ့9နှစ်ကပင်လယ်ဘရင်နဲ့မိခင်တို့မတော်တဆတွေ့ဆုံခဲ့ကြပြီးပင်လယ်ဘရင်ကသူ့ကိုပလဲဆွဲကြိုးတကုံးပေးခဲ့တာပါဒါပေမဲ့အဲ့ဒီဆွဲကြိုးကိုအကျွေးတွေပတ်လည်ဝိုင်းနေတဲ့သူ့အမကခိုးယူသွားခဲ့တာပေါ့အဲ့ဒီအချိန်ကစပြီးပင်လယ်ဘရင်ရဲ့သားတော်လေးဟာလူပြည်မှာရောက်နေခဲ့တာပါဒီ9နှစ်တာကာလတစ်လျှောက်လုံးပင်လယ်မျိုးနွယ်စုကြီးတစ်ခုလုံးဘရင်မှာအမွှေးဆက်ခံမဲ့သူမရှိလို့စိုးရင်ပူပန်နေခဲ့ကြတာပါသူတို့ဟာဘရင်မှာလူပြည်မှာကလေးတယောက်ရှိနေတယ်ဆိုတာကိုမမျှော်လင့်ပဲသိလိုက်ရတဲ့အခါမှာတော့ပင်လယ်ဘရင်ကချက်ချင်းပဲမျိုးနွယ်စုတစ်ခုလုံးကိုကလေးကိုလိုက်ရှာဖို့အမိပေးလိုက်ပါတော့တယ်ဒီလူနဲ့သူတို့သားမိကအတော်ရဲ့အိမ်မှာခိုးလုံနေခဲ့ကြတယ်ဒါပေမဲ့သူတို့ဘဝကတော့အင်မတန်ခက်ခဲကြမ်းမှန်းခဲ့ရတာပေါ့အတော်ရဲ့သမီးဖြစ်သူဝန်ကွေးညီမကလည်းသူတို့ကိုအမြဲတမ်းနှိစက်နေခဲ့တယ်အိမ်ကနေထွက်သွားဖို့လည်းအမြဲတမ်းဖိအားပေးနေခဲ့တာပေါ့ဒါကြောင့်သူ့အမေကပလဲတွေကိုရောင်းချပြီးအိမ်သစ်ရှာဖို့ဆုံးဖြတ်လိုက်တယ်နောက်တစ်နေ့မှာတော့သူမဟာပလဲတွေကိုယူပြီးပစ္စည်းပေါင်ဆိုင်ကိုသွားခဲ့ပါတယ်။ပေါင်ဆိုင်ပိုင်ရှင်ကတော့ပင်လယ်ဘရင်ရဲ့လက်အောက်ခံတဦးဆိုတာကိုသူမမသိခဲ့ပါဘူး။ပေါင်ဆိုင်ပိုင်ရှင်ကပလဲတွေကနေသူ့သားတော်ရဲ့ပုံရိပ်ကိုခန်းစားမိပြီးပလဲတွေရဲ့မူလစစ်မြစ်ကိုစတင်မီးမြန်းပါတော့တယ်။သားဖြစ်သူရဲ့အခြေအနေကိုသိသွားမှစိုးရင်နဲ့မိခင်ကပလဲပုံကိုချက်ချင်းခွက်ပြီးထွက်သွားဖို့ကြိုးစားခဲ့တယ်။ပေါင်ဆိုင်ပိုင်ရှင်ကလည်းဒီပလဲတွေကိုဒေါ်လာ9000ပေးပြီးဝယ်မယ်လို့ချက်ချင်းကမ်းလှမ်းခဲ့တာပေါ့။မိခင်ကပိုက်ဆံကိုဆွဲယူပြီးထွက်ပြေးခဲ့တယ်။ပိုင်ရှင်ကလည်းဒီအခြေအနေကိုပင်လယ်ဘရင်စီချက်ချင်းဖုံးဆက်အကြောင်းကြားလိုက်ပါတော့တယ်သူမဟာကြီးမြောင်းတဲ့လမ်းကြားလေးတစ်ခုတည်းကိုပြေးဝင်သွားရင်ပင်လယ်ဘရင်ရဲ့သားတော်နဲ့မတော်တဆတိုက်မိသွားခဲ့တယ်။သူတို့နှစ်ဦးစလုံးရင်းနှီးကျွမ်းဝင်မှုကိုခန်းစားမိခဲ့ကြပေမယ့်တဦးကိုတဦးတော့မှတ်မိခြင်းမရှိခဲ့ကြပါဘူး။နောက်ပိုင်းမှာတော့ပင်လယ်ဘရင်ရဲ့အကူအညီနဲ့အဆောင်နေရသူ့အမအိမ်ကိုရောက်လာပြီးသူ့အမကိုသူမလိုထင်မှတ်ပြီးအင်ကြီးစီခေါ်ဆောင်သွားခဲ့တယ်။ကားပေါ်ကနေဆင်းလိုက်တဲ့အခါမှာတော့သူမအမဟာလွန်ခဲ့တဲ့9နှစ်ကပင်လယ်ဘရင်နဲ့တွေ့ခဲ့တာသူမမဟုတ်ပဲသူ့ညီမဖြစ်သူမှရိပ်မိသွားခဲ့တာပေါ့